ဖြုတ်မလား rally ဖြုတ်မလားအကုန်ရှိတယ်ထိုင်ကုန်တယ်ဒါလေးတစ်ခုလုံးကကားပစ္စည်းဆိုင်လေးပစ္စည်းအကုန်လုံးမှာရှုပ်ရှုပ်ပုံမှန်ဆိုရင်တို့ကိုအမတန်း6တန်းတက်ဒီကားလေးလည်းမိုင်းဒီမှာအပိုင်းစီးရရန်ကုန်မှာမရှိပုံနေရတော့ရှိဒါမှဒါတူတယ်ဘာရေးသောလို့ကျင်လဲစိုက်တာပြောဒီမှာ spoiler ရေးပါရတယ်လေးစစ်တန်းကအယုတ်လေးတောင်ပါသေး